ကျွန်တော်ရဲ့ဘာသာခြားတငယ်ချင်းနဲ့ကျွန်တော်စကားပြောလိုက်တယ်မှာသူတို့ဆီကမေးတယ်မေးခွန်းတစ်ခုကဘာလဲဆိုတော့မင်းတို့ခရစ်ယာန်တွေကဘာကြောင့်တခြင်းဆိုကြတာလဲအဲ့တော့ကျွန်တော်ကိုနိုင်ကလည်းခရစ်ယာန်စားပြီးတော့လာတဲ့အခါမှာဘာကြောင့်ခရစ်ယာန်တွေကတခြင်းဆိုကြတာလဲဘုရားကြောင့်သွားတဲ့အခါတိုင်းသူတို့ဆူဝေးတဲ့အခါတိုင်းသူတို့ဆူတောင်းတဲ့အခါတိုင်းခါကျရင်သူတို့မိသားစုတွေအတူတူကဆုံတဲ့အခါတိုင်းသူတို့ဘာကြောင့်တခြင်းဆိုကြတာလဲကျွန်တော်မေကိုထုတ်မိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုနိုင်ရလဲဒီအပေါ်မှာအယောင်သိချင်မိတယ်အဲ့တော့ကျွန်တော်ခရစ်ယာန်ဖြစ်တဲ့အခါမှာဒီအကျွန်တော်တေချာလေးလေ့လာကြည့်တဲ့အခါမှာခရစ်ယာန်တွေအတွက်တခြင်းဆိုရဲဆိုတာကျတော့ music တက်တက်ပဲမဟုတ်တေးဂီတာတက်တက်ပဲမဟုတ်အဲ့ဒါဘာလဲဆိုတော့သူတို့ကိုးကွယ်တဲ့ရားနဲ့စကားပြောချင်းတို့သူတို့ကယူမှတ်တာဖြစ်တယ်အဲ့တော့သူတို့ရဲ့တခြင်းဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့တခြင်းဆိုတဲ့အခါမှာကျွန်တော်ရဲ့ခံယူချက်ပါလဲဆိုတော့it's not just not performing เนาะအဲ့တော့ performance တက်မဟုတ်ကျွန်တော်တို့ဒီတေးဂီတာကနေတဆင့်သူအသက်ရှင်နေပြနဲ့စကားပြောနေတာဖြစ်တယ်အဲ့တော့ဘုရားကျွန်တော်တို့ပုံမှာအယောင်ကောင်းမြတ်တယ်အယောင်ဂျေဆုဆိုတော့ကြီးမားတယ်လို့ကျွန်တော်ခံစားရတဲ့အခါတိုင်းမှာကျွန်တော်တခြင်းနေနဲ့ဘုရားချီးမွမ်းကြတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာအယောင်နာကျင်မှုတွေခံစားနေရတဲ့အခါမှာရင်ထဲအယောင်နာကျင်တဲ့အခါမှာကျွန်တော်ရဲ့နာကျင်မှုတွေကဘုရားနဲ့စကားပြောဖို့ရန်အတွက်တခြင်းစာသားတွေပြင်ပြောင်းလဲသွားတယ်ကျွန်တော်လူသားတယောက်နဲ့တာမဲ့လူသားတယောက်နဲ့စဉ်းစားကြည့်မယ်ဆိုရင်တော့မှကျွန်တော်ရဲ့ရင်ထဲမှာအယောင်အကြည်ကိုဝင်နေခံစားရဲနာကြည့်ရတယ်ဆိုရင်ကျွန်တော်အသေးခွဲတခြင်းနဲ့ထွက်လာတဲ့မျိုးပဲကျွန်တော်ခရစ်ယာန်တွေတွေ့ကြတော့ဘုရားကိုကျွန်တော်တို့လိုအပ်တယ်လို့ခံစားရတဲ့အခါတိုင်းမှာကျွန်တော်ရင်ထဲကနေနှလုံးသားထဲကနေပြီးတော့ဘုရားနဲ့စကားပြောဖို့ရန်အတွက်တခြင်းစာသားတွေပေါ်လာတာဖြစ်တယ်အဲ့တော့ခရစ်ယာန်တွေအတွက်ဆိုရင်တော့တခြင်းဆိုရဲဆိုတာကြတော့စာသားတသက်ပဲမဟုတ်မယ်လိုဒီဆိုရဲတေးဂီတာတသက်ပဲမဟုတ်ဆိုတာကိုကျွန်တော်ခံယူကြတာဖြစ်တယ်အားကြောင့်မလို့ဒီတခြင်းဆိုရဲဂုဏ်တော်ရှိမွန်းနေဆိုရဲဟာကိုခရစ်ယာန်တွေကဘယ်လိုခံယူကြလဲဆိုရင်ဒီအရာဒီသူတို့ကိုးကွယ်တဲ့အသက်ရှင်တဲ့ဘုရားနဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာစကားပြောဖို့ရန်အတွက်တရားသစင်းအဖြစ်သူတို့ခံယူကြတာဖြစ်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခရစ်ယာန်ကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုရင်59ခုမြောက်သောစာလံအခန်းငယ်16ထဲမှာဆိုရင်ကျွန်တော်ဟာကိုရောရဲ့ကြီးမားတဲ့တကူတော်ကိုအောင်မေးလျက်တခြင်းတည်ဆိုပါမည်အဲ့တော့နည်းနည်းရမှာလဲကျွန်တော်တို့ကိုနိုးသားခွင့်ပေးတဲ့ကိုရောရဲ့ယူနာတော်ချွန်လန်းစွာအောင်မေးပြီးတော့တခြင်းဆိုပါမည်အဲ့တော့ကျွန်တော်တို့ဘာကြောင့်ကိုရောတခြင်းဆိုတာလဲဆိုရင်ကျွန်တော်တို့ပေးရောက်တဲ့ကာလတိုင်းမှာလောကမှာအသက်ရှင်တဲ့ကာလတိုင်းမှာဘေးဒုက္ခကြုံရတဲ့ကာလတိုင်းမှာကိုရောဟာကျွန်တော်တို့ရဲ့ကိုလုံရဘေးလို့ရဖြစ်တော်မူတော့ကြောင့်ကျွန်တော်တို့ဟာကိုရောကိုတခြင်းဆူရခြင်းဖြစ်ပါတယ်ဆိုပြီးတော့ဒီကျမ်းပိုက်ထဲမှာပြောထားတာကိုတွေ့ရပါတယ်ဒီအရာကြောင့်ပဲကျွန်တော်ခရစ်ယာန်တွေကတခြင်းဆိုကြတာဖြစ်တယ်ဟိုဖခင်ရဲ့အသက်ရှင်တဲ့ဖခင်ရဲ့ယေရှုတော်အောင်မေရဲ့ကျွန်တော်နာကျင်မှုတွေပင်ပန်းမှုတွေခက်ခဲမှုတွေကြုံရတဲ့အတိုင်းမှာသူဖခင်ငါတို့နဲ့အတူရှိတယ်ငါတို့ဘယ်တော့မှမပြတ်ပယ်သွားဘူးဆိုတဲ့အရာကျွန်တော်တို့အောင်မေခွန်အားယူလျက်တခြင်းဆိုကြတာဖြစ်ပါတယ်။ကျောင်းသားတို့ရောက်စီတိုင်းပေါ်မှာဖခင်ရှင်သိပ္ပံကောင်းချီးပေးပါစေ။